ကျွန်တော်တင်းစစ်ကုန်းတိုင်းမူပိုင်းလေးပြန်ကြိုးဆိုပါရယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ဒီပစ္စည်းလေးရောက်ထားပါတယ်ဒီဟိုပေါ့နှာခေါင်းမွေးရေးတဲ့ဆက်လေးပေါ့နော်ဒါလေးကိုကျွန်တော်ဖောက်ပြီးတော့ဆက်နဲ့ပြတာပေးမှဖြစ်ပါတယ်သူက N ချမ်းကထုတ်ထားရဆိုတော့သူကကြောင့်မလို့ပစ္စည်းလေးကောင်းတယ်ပေါ့နော် quality ကသူက AA တခဲထည့်ပြီးတော့အသုံးပြုရတယ်ပေါ့နော်သူ့ရဲ့ model နံပါတ်လေးကဒါလေးပေါ့နော်nose hair trap မှာနှာခေါင်းကျွန်တော်နှာခေါင်းထဲမှာရှိအမွှေးတွေကိုဟိုရိတ်တဲ့ဆက်ပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါလေးကျွန်တော်ဖောက်ပြပေးပါမယ်ကျွန်တော်ခုဒါလေးဖောက်ပြီးရှင်းပြပေးရပေါ့နော်ဒီမှာဘာကြီးပါမလဲဆိုတော့ဘူးရမှာစောက်ပါမယ်ပေါ့နော်ဒီမှာဒါလေးကတော့တက်ရှင်းလုပ်တဲ့ဟာလေးလားမသိဘူးဒါလေးပါဒီချောင်းလေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဓာတ်ခဲလေးပါတယ်ပေါ့နော်ဓာတ်ခဲတစ်လုံးပါမယ်ပြီးတော့ဒီဆက်လေးပါမယ်ပေါ့နော်နှာခေါင်းဝင်းရေးဆက်လေးပေါ့ဒီကောင်ကိုကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့ဒီမှာတက်ခဲထည့်တယ်ပေါ့ဟုတ်ကျွန်တော်ဒါလေးတက်ခဲထည့်ပွားကြီးဆိုလို့ရှိရင်သူဒီလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှမလုပ်တဲ့အနေထားဆိုလို့ရှိရင်ဒီမှာထားမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဟိုစတင်အသုံးပြုမယ်ဆိုလို့ရှိရင်ဒါလေးကိုဖုန်းလေးကိုဖွင့်ပေါ့နော်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးကိုဒီဘက်ကိုရွှေ့လိုက်ဒါဆိုသူအတန်လေးမြည်မယ်ဒီကောင်လေးကိုနှာခေါင်းထိုးထည့်လိုက်ရင်ရပြီပေါ့နော်ဆိုလို့ရှိရင်သူအမွှေးလေးကိုပြတ်သွားလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တန်ရှင်းလုပ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးနဲ့ဒီကောင်လေးတန်ရှင်းလုပ်ပေါ့နော်ဆိုရပါပြီဒါဆိုကျွန်တော်ပြန်ပိတ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုပြန်ပိတ်လိုက်မယ်ပေါ့နော်ပိတ်ပြီးတော့ဒါလေးကိုဖုန်းထားလိုက်ရင် okay ပါရပါပြီဆို